တင်တိပါသလားချိန်တော့ရဲ့ China server original နာမည်ကဆောင်းဖြစ်ပြီးတော့တစ်ချိန်လုံးကအာရှတခွင်ပြည့်ပြည့်စင်အောင်စစ်မှတ်တွေခင်နေမျိုးတိမ့်ပြီးတော့နာမည်ကျော်စောခဲ့တဲ့ငုံစစ်ပင်ဂျင်ချစ်ခံဖြစ်ခဲ့ဘူးလဲဆိုတော့ဖြစ်ပုံကဒီလိုပါမြေခွေးစီးပြီးတိုက်ခိုက်တဲ့မစမန်ဟီရိုးတကောင်ရင်းနဲ့ဂျင်ချစ်ခံကို HOK မိတ်ဆက်ခဲ့တာ2016ခုနှစ်9လပိုင်းလောက်ခရေတို့ပေမဲ့ဘာအကြောင်းကြောင့်ရေလို့တော့မသိ2016ခုနှစ်ကနေ2024ခုနှစ်အထိ10နှစ်တိုင်တိုင်ဂျင်ချစ်ခံဟာစတာထွက်ခရရပါတဲ့ normal skin ကလွဲပြီးတော့ဘာ skin မှာထွက်ရှိခဲ့ခြင်းမရှိခဲ့သလိုပုံတုံးတုံး character design တွေရိုးရှင်းလုံးပြီးတော့ပွဲမတိုးတော့တဲ့ scale set တွေကြောင့်ဂျင်ချစ်ခံထွက်ရှိပြီးတော့10နှစ်အကြာ2024ခုနှစ်ဒီဇင်ဘာမှာ HOK ဘက်ကနေပြီးတော့ချောင်းဒါမှမဟုတ်ကျွန်တော်တို့သိတဲ့ chain လို့ဆိုရဲ hero တကောင်အဖြစ်နဲ့ rework ဒါမှမဟုတ် revert လုပ်ပေးခဲ့ခြင်းဖြစ်ပါတယ်ကဲပေးရှင်းလို့ရပြီဆိုတော့ဒီနေ့ကဂရိပေးရတဲ့ chain ရဲ့ item နဲ့ arcana ချောင်းကိုမျှဝေပေးတော့ချင်ပါတယ်ဗျချိန်တို့အတွက်ကျွန်တော်လက်ရှိသုံးနေတဲ့အာကာနာလေးတွေကတော့ critical ပေးရတဲ့မစမတစ်ကောင်ပြီးအနီထဲမှာတော့ critical rate ကိုအသားပေးရတဲ့ calamity ကြီးရဲ့10လုံးအစိမ်းထဲမှာတော့ early game မှာ enemy ကိုရှင် trade လို့ကောင်းစေမယ် physical attack နည်းနည်းနဲ့ physical pierce ကိုဖော်ဖော်တည်ထည့်ပေးရတဲ့ eagle eye life steal item ကို၄ကြောင်မြောက်လုံးမှာထဲမှာဖြစ်တဲ့အညီနောက်ဆုံးအပြာထဲမှာတော့ life steal ကိုဦးစားပေးအသားပေးရတဲ့ river ကို၈လုံးတီးတီးနဲ့လိုရမယ်ရ movement speed နဲ့ dash speed ကိုဒီလိုမျှလို့ထည့်ပေးရတဲ့ hand ကိုနှလုံးထည့်သွင်းအသုံးပြုထားပါတယ်ခင်ဗျ item ကိုတော့အညတရာ critical bit တွေပဲပေးမှာဖြစ်ပြီးတော့ဆက်ရမယ့်အစီအစဉ်လေးကတော့ဒီလိုပါ chain လို့ဆိုတဲ့ hero ဟာ early game မှာ dash speed ချင်းရှင်းပြလို့မရတာဖြစ်တဲ့လျောက် scale 1 2နဲ့ passive ကရတဲ့ damage တွေနဲ့ပို့ကမှာဖြစ်တဲ့အတွက် raw damage များပြီးတော့ infinity edge ကျမ်းပါတဲ့ဒါအလက် storm sword ကိုထွက်ချင်းမှာအရင်ဆက်ပါမယ်ဖနက်ကိုတော့ massman ထုံးတဲ့အတိုင်း attack speed အနေငယ်နဲ့ basic attack life steal ပါဝင်နဲ့ book of dexterity ဖနက်ပြီးတော့ chain ရဲ့ core item ချောင်းဖြစ်တဲ့ raw damage အကိတ်ကြီးနဲ့ critical rate 20% ပါဝင်တဲ့ eternity blade ဒီနောက်လေးမှာတော့နည်းနည်းအပြောင်းလဲတွေရှိပါမယ်တကယ်လို့မြန် enemy team ဘက်မှာအရန်ဟိုမှာကလောင်ရဲ့တက် hero နှစ်ကောင်တားမှနှစ်ကောင်ထပ်ပါခဲ့ရင် massman player တိုင်းရဲ့လက်ဆွဲတော် item တစ်ချောင်းဖြစ်ပြီးတော့ physical pierce ကို30%ရရှိစေမယ် daybreakers virtue ပြီးတော့မှ attack speed ဖောက်ဖောက်ကြည့်စီပါပြီးတော့ critical ထတိုင်းမှာ movement speed နဲ့ attack speed အနေငယ်ထပ်ဆောင်ထပ်ပေးမယ် shadow reaper ဒါမှမဟုတ် enemy team ဘက်မှာတက်တကောင်သာပါတယ်ဆိုရင်တော့ shadow reaper ကိုအရင်ဆက်ပြီးမှသာ daybreakers virtue ကိုတွားနိုင်ပါတယ်ဗျ shadow reaper ထွက်ပြီးဆိုတာနဲ့ stand နေရင်ကာကွယ်ရရအောင်ဖဏလေးကိုတော့ resistance 25% ပါတဲ့ book of resistance လေးကိုပြောင်းလဲဆက်ပေးစေချင်ပါဗျနောက်ဆုံးတစ်ချောင်းကိုတော့ပွဲတိုင်ရင်တာသလိုမတိုင်ရင်မတာသလိုပြောင်းလဲပြုပြင်ထည့်သွင်းတာဖြစ်ပြီးတော့ခက်ဝေးဝေးကနေပေါ်တဲ့ညီကိုတို့အတွက်ခဏတာ range အပေါ်ထပ်ပေါင်းပေးတဲ့ sun chaser anti heal ပါတဲ့ life steal item ဖြစ်တဲ့ water punisher ဒါမှမဟုတ်ရင်သွေးကိုအပြစ်လိုက်တတ်စေမယ် blood weeper ရုပ်စွာအဆုံး enemy ဘက်က mage ကလက်စွမ်းအရင်ပြနေလို့ရှိရင်တော့ succubus cloak နောက်ဆုံးအနှံ့အရင်ကျန်းနဲ့ assassin ကျန်ကလာပလာကဲလို့ရှိရင်တော့နှစ်သက်ပေးတဲ့ site century ကိုဆက်တင်ပါတယ်ဗျဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲအားလုံးပဲအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ရေခဲတော့မှာနောက်ဗီဒီယိုတွေမှာလည်းပြန်လည်တွေ့ချင်ပါသေးတယ်ဗျ